ဖြစ်မယ်ဖြစ်မယ်လာမယ်သွားမယ်လူလောကကြီးထဲမှာဘာမှမမြဲဘူးဒါပေမဲ့လူဖြစ်နေတော့မှာဘာတွေချမ်းထားခဲ့မလဲလူလောကဘာမှမမြဲဘူးဆိုတာ feeling ရှစ်တယ်တဖွာဖွာနဲ့သူပြောသမျှကိုယုံခဲ့မိတယ်တနေ့ကျတော့သုံးသွားတာလေတီးရနဲ့မေးမရခဲ့မငြင်းမှန်းသိတဲ့ချစ်တစ်ခုကိုဘာကြောင့်များဆုပ်ကိုင်ထားမိတာလဲဒီနေ့ရဲ့မော်နေသူကမနဲ့ပြန်မှမြဲရဲ့ချနိုင်တယ်ဒီမေးပိုင်ဆိုင်ထားသမျှကဒီနေ့မှထားခဲ့ရမယ်စားဖို့အတွက်လုံးတာလားအလုံးဖို့အတွက်စားတာလားဘဝရဲ့တိတ်ပဲကိုလူတိုင်းမှဖြေမရှိခဲ့ဝင်အောင်လိုက်ရင်ချိန်တွေကိုအချိန်နောက်လိုက်ရင်ဘဝတွေကိုနောက်ဆုံးတော့လက်ပလာနဲ့ဒီလောကကြီးကိုထားခဲ့ရမယ်ဒါပေမဲ့လူဖြစ်နေတော့မှလူတယောက်ကိုလူတယောက်ကနှွေးထွေးစွာဆက်ဆံနိုင်ရင်ကိုတတ်နိုင်တဲ့လောက်ကောင်းမှုပြုရင်တစုံတယောက်အတွက်အားထားရဖြစ်ရင်ဘဝရဲ့တိတ်ပဲဟာတစုံတယောက်ရဲ့နှလုံးသားထဲမှာချမ်းရနေမှာပါနေစဉ်ဘဝမှာလုံးများစွာလူတိုင်းဟာဘာကြောင့်လုံးနေရလဲမနှက်ဖြန်တွဲဒီနေ့ပင်ပန်းဒီနေ့တွဲမနှက်ဖြန်မျောနေကြဒီယောက်ကလေးကိုလိုချင်နေဒီယောက်ကချစ်ကိုရှာနေတယ်ဒီယောက်ကနာမည်ကောင်းလို့ခြင်းဒီယောက်ကအေး